ပြောပြချင်တဲ့အကြောင်းကတော့ရန်ကုန်မြို့တိုင်းစီးတီးနဲ့ပတ်သက်တဲ့အရန်6တဲ့ဆိုတဲ့ဒဏ္ဍာရီအကြောင်းကိုသေးစိတ်ရှင်းပြချင်တာဖြစ်ပါတယ်။ဒီအကြောင်းအရာကမြန်မာနိုင်ငံမှာအတော်လေးလူသိများပြီးထင်ရှားပြောစားမှတ်တဲ့ဒဏ္ဍာရီတစ်ခုလို့မှတ်ရမယ်။တိုင်းစီးတီးကဟန်တာဝရီလန်းနဲ့ကျွန်းတော်လန်းကြားမှာတည်ရှိနေတယ်။အရင်ကကြံတော်တင်ချိုင်းရဲ့အစိပ်ပိုင်းအဟောင်းတစ်ခုဖြစ်ခဲ့တဲ့သမိုင်းကြောင်းနဲ့အဓိကဆက်ဆက်နေတယ်။ကိုလိုနီခေတ်ကလေးကစတင်ခဲ့ပြီးတစ်ချိန်ကရန်ကုန်မြို့ရဲ့အကြီးဆုံးတုတ်တန်ကြီးတွေကတစ်ခုဖြစ်ပါတယ်။1996ခုနှစ်မှာဥပြဖွံ့ဖြိုးရေးအရာတုတ်တန်ကိုဖျက်ဆီးသိမ်းပြီးတော့ရွှေပြောင်းလုပ်ခဲ့တဲ့အခါမှာသတင်းစာကနေအုပ်ကူတွေကိုတပ်ဆိုင်သူတွေလာရောက်တူးဖော်ရွှေပြောင်းဖို့ကြီးညာခဲ့ကြတယ်။အနာရီရရွှေပြောင်းခြင်းမပြုတဲ့အုပ်ကူတွေအယိုးတွေနဲ့အကျွမ်းကျန်အများပြားကိုစောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှာစနစ်တကျမတကြိုပဲနဲ့မြေဖို့ပစ်ခဲ့ကြတယ်လို့လည်းပြောကြတယ်။တိုင်းစီးတီးဟာဒီလိုနဲ့သမိုင်းကြောင်းရှိတဲ့မြေပေါ်မှာစောက်လုပ်ထားတာဖြစ်တဲ့အတွက်တင်ချိုင်ဟောင်းကဝင်းကျင်တွေ6လန့်တယ်ဆိုတဲ့ဒဏ္ဍာရီကစပြုလာခဲ့ပါတယ်။တိုင်းစီးတီးမှာတရေ6တယ်ဆိုတဲ့အထင်ရှားဆုံးနဲ့အပြောများဆုံးနေရာကတော့မြေအောက်ကားပါကင် basement တွေပဲဖြစ်ပါတယ်။အထူးသဖြင့် basement 3ကိုပို့ပြီးတော့ရည်ညွှန်းပြောလေးရှိကြတယ်။ဒီအဖြစ်အပျက်တွေမှာဆိုရင်ကလေးငယ်ပုံရိပ်ညဘက်တွေသို့မဟုတ်လူရှင်းတဲ့အချိန်မြေအောက်ကားပါကင်မှာကလေးငယ်ပုံရိပ်တွေပြေးလွှားနေတာတွေကားထဲမှာကစားနေတာမျိုးတွေမြင်တွေ့ကြရတယ်လို့ပြောတယ်။တချို့တွေကကားပါကင်ထဲမှာထူးဆန်းတဲ့အပုပ်နဲ့ဒါမှမဟုတ်ဓာတုဗေဒအနံ့တွေရရှိတယ်လို့လည်းပြောကြတယ်။ဒါကိုတချို့သောလူတွေကအယိုးအိုဒါမှမဟုတ်အလောင်းအကျွင်းကြံတွေကိုမြေအောက်မှာမြုပ်နှံထားလို့ပေါ်လာတဲ့အနံ့လို့ပြောကြတယ်။မရှိတဲ့နေရာတွေကနေအတန်နေကြားရတာတွေခြေစံဒါမှမဟုတ်ငိုးစံလိုမျိုးကြားရတာတွေလည်းရှိတယ်လို့ပြောကြတယ်။တယောက်ခန်းထဲမှာကားပါကင်ထိုးတဲ့အခါဆက်နိုးမရတာတွေထူးဆန်းတာဆက်တည်သွားတာတွေစတဲ့ပြဿနာတွေကြုံတွေ့ခဲ့ရတယ်လို့လည်းပြောကြတယ်။အထူးဆန်းဆုံးကတော့ညောင်ပင်ကြီးပေါ့။ ICD စတင်ဆောက်လုပ်စဉ်ကအဆောက်အအုံနေရာမှာရှိတဲ့အကွန်းတစ်ခုပါတဲ့ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ညောင်ပင်ကြီးကိုခုတ်ဖို့အကြိမ်ကြိမ်စူးစမ်းကြတယ်။ပတ်စံပေးပြီးတော့နေစားသမားတွေနဲ့လည်းခုတ်ခိုင်းတယ်။အဲ့လိုခုတ်တဲ့အခါမှာလည်းကြောင်မျိုးကြောင်ဒီပင်ကြီးကိုခုတ်လဲလို့မရအောင်။ဒီကြားထဲမှာအဲ့ဒီအပင်ကိုခုတ်ဖို့စူးစမ်းတဲ့လူတိုင်းကမနာမကျန်းနေမမြင်နိုင်တဲ့ပယောဂတွေကြောင့်ဖျားနာတာတွေသေဆုံးတာတွေရှိခဲ့တယ်လို့သိရတယ်။အဲဒီတော့အခုချိန်မှာဆိုရင်တော့အဲ့ဒီညောင်ပင်ကိုတခြားလေးအင်္ဂတိတွေနဲ့ပတ်လဲဝိုင်းထားပြီးတော့ဖျားရုပ်ထုပေါင်းများစွာကိုတင်ထားပြီးကိုးခဲ့ကြရတယ်။ဆိုတော့ဒီရဲ့ညောင်ပင်ကိုဖယ်ရှားလို့မရနိုင်တော့တဲ့တဆုံမှာ ICD ကဒီရဲ့ညောင်ပင်ကြီးကိုငုံပြီးတော့မှပဲစောက်လုပ်လိုက်တယ်လို့သိရတယ်။အဲဒီတော့ဒီရဲ့ညောင်ပင်ကြီးကိုဖျက်ဖို့ကြိုးစားခဲ့တဲ့အချိန်တုန်းကဆိုရင်လူ2ယောက်လည်းတည်ဆုံးခဲ့တယ်လို့သိရတယ်။ဒါကတော့တိုင်းစီးတီးရဲ့ကျွန်တော်သိထားတဲ့အချက်လက်တွေဖြစ်ပါတယ်။